Hello everyone, welcome back to Margaret English School. Our Margaret English School ကနေပြီးတော့ပြန်မယ်ဆိုပါတယ် So today is the day 3. ဒီနေ့ကကျတော့ဒီ D3 ပေါ့နော်ဒီကျွန်တော်မှာကြာရအောင်မယ်80နှစ်မြောက်မွေးနေ့ကိုကွန်ပျူတာအနေနဲ့เนาะ challenge လေးလုပ်နေတဲ့အခါမှာ today is the day 3ပေါ့နော်အဲ့ဒီနေ့မှာဘာကြောင့်လေးပြောရမလဲဆိုပြီးစဉ်းစားရင်းနဲ့ဒီဟာလေးပေါ့နော်ဒီ question လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီနေ့နည်းနည်းလေးပြောသွားပါမယ် So here is the question, what level of English proficiency is generally required to communicate effectively with foreign speakers အဲ့ English စာလေးလာနေရလို့ဒီเนาะအများအားဖြင့်စဉ်းစားရတဲ့ question လေးတစ်ခုပေါ့နော်ဘယ် level လောက်ရောက်လို့ရှိရင်အင်္ဂလိပ်စာသုံးမိရခါကြလို့ရှိရင်တခြား foreign speaker တွေနဲ့เนาะတခြားကိုရဲ့ဘာသာစကားမဟုတ်ဘဲနဲ့တခြားဘာသာစကားပြောတဲ့လူတွေနဲ့ဆက်သွယ်ရင်ရပြီလေပေါ့ဘယ် level ရောက်လို့ရှိရင်ဆက်သွယ်ရင်ရပြီလေပေါ့เนาะအဲ့ဒါလေးကအမြဲတမ်းတွေးပါတယ်တော်တော်များများတွေးကြတဲ့ဟာကြလို့ရှိရင်ငါဒီအင်္ဂလိပ်စာသိမကောင်းသေးဘူးเนาะ B1 ပဲရှိသေးတယ်ငါ B2 ထိရအောင်လား B2 ကျတော့မှငါနိုင်ငံခြားသားတွေနဲ့စပြီးစကားပြောမယ်ပေါ့เนาะအဲ့လိုမျိုးလေးကျမတို့တွေစပြီးတော့တွေးထားရှိရပေါ့เนาะအဲ့တော့တခါလေကြားလို့ရှိရင်ငါအင်္ဂလိပ်စာသိမကောင်းသေးဘူးအင်္ဂလိပ်စာကောင်းအောင်ငါအရင်စူးစမ်းလိုက်အောင်ပဲနော်အင်္ဂလိပ်စာတော်တော်လေးကောင်းသွားပြီဆိုတော့မှငါပြောမယ်ကွာဆိုတဲ့ဟာလေးပေါ့နော်ဆိုတော့ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ကျမတို့တွေအဲ့လို doubts တွေရှိရပေါ့နော်အဲ့တော့ဒီမှာကျမတို့နည်းနည်းလေးစဉ်းစားကြည့်မှာပေါ့ဒီနေ့ပေါ့နော်ဒီနေ့ကျမတို့အဲ့လိုမျိုးတွေးမိရလို့ရှိလို့ရှိရင်ဒီဗီဒီယိုမှာတစ်ချက်လေးစဉ်းစားကြည့်အောင်နော် Okay so ဒီဟာတော့ဒီအခုခေတ်ဖြစ်နေကြ English level ပေါ့နော် basic တို့ pre-intro intro upper intro advanced level ပေါ့နော်အဲ့တော့ basic solution ကျမတို့ A1 တို့ A2 လို့ပြောကြတယ်ပေါ့နော် pre-intro solution B1 ပေါ့ intermediate solution ဒီမှာတော့အတူကောင်းလေးပဲရေးထားတယ် intro solution တော့ B2 upper intro B2 ပေါ့နော်inter solution တော့ maybe like B1 နဲ့ B2 ကြားထဲမှာပေါ့နော်ဒီမှာအင်္ဂလိပ်စာသင်တန်းတက်လို့ရှိရင်ကျမတို့အဲ့ level test လေးဖြေခိုင်းတာရှိတယ်အဲ့တော့ level test တွေဖြေတဲ့ခါကျလို့ရှိရင်ကိုယ့်အနေကိုတိသွားကိုယ်ကဘယ် level ရောက်နေလဲဆိုတာပေါ့နော်ဒါပေမဲ့ကျမရဲ့အမြင်အရဆိုလို့ရှိရင်တော့ဘယ် level ပဲဖြစ်ဖြစ်အင်္ဂလိပ်လို့ပြောဆိုဆက်ဆံလို့ရတယ် basic level တော့၎င်း pre-intro level တော့၎င်းကိုယ့်အတိုင်းတာနဲ့ကိုစပြီးခါကျလို့ရှိရင်ဆက်သွယ်လို့ရပါတယ် basic level ပဲရှိသေးလို့ငါအင်္ဂလိပ်စာတော်ပြီးတော့ foreigner တွေနဲ့စကားမပြောသေးဘူးဆိုလို့ရှိရင်တော့မဟုတ်ပါဘူးဒါမှားပါတယ်ဘယ် level မဆိုကိုယ်မှရှိတဲ့အင်္ဂလိပ်စာကိုအသုံးပြုရခါကြလို့ရှိရင်communicate လုပ်လို့ရတယ်လို့ကျမတို့ထင်ပါတယ်ပေါ့နော်ဒါပေမဲ့ communicate လုပ်ဖို့လိုအပ်တဲ့ tools တွေတော့ရှိပါတယ်ဟုတ်ပြီနော်ဆိုတော့ဒါဒီခုလက်ရှိအင်္ဂလိပ်စာ level နဲ့ပတ်သက်ပြီးတော့အဆင့်တွေခွဲခြားသတ်မှတ်တဲ့ဟာကိုပြောတာဖြစ်ပါတယ်နော်ဆိုတော့ကျမတို့ဒီအကျမ်းပြင်းအားဖြင့်ပေါ့ဒါအကျမ်းပြင်းအားဖြင့်ပေါ့နော်ဒီ A1 level ဆိုလို့ရှိရင်ကျမတို့ဘာကြီးလုံးလို့ရပြီလဲ A1 level ရှိတဲ့ဟာဆိုလို့ရှိရင် elementary very basic ပေါ့နော် introduction လုပ်လို့ရတယ်ကိုယ့်ကိုမိတ်ဆက်လို့ရပြီပြီးလို့ရှိရင် simple question တွေပေါ့ where do you live what do you do လို့ဒါမျိုးတွေဆိုလို့ရှိရင်ကျမတို့ဖြေလို့ရပြီနော်ပြီးလို့ရှိရင် personal details ပေါ့ကိုယ့်အကြောင်းကိုပြောလို့ရပြီမိတ်ဆက်နော်ကိုယ့်အကြောင်းကိုယ့်ရဲ့ personal detail ပြောလို့ရပြီကိုကဘယ်လို hobby မျိုးတွေရှိလဲเนาะကိုကအားလုံးချိန်မှာဘာတွေလုပ်လဲဒါမျိုးတွေပေါ့ဘယ်လိုအားကစားနည်းမျိုးတွေကိုကြိုက်လဲဆိုတဲ့ဟာမျိုးပေါ့เนาะကိုယ့်ရဲ့ personal details အကြောင်းတွေကို single လား married လားဘာလုပ်လဲဆိုတဲ့ဟာတွေ A1 level မှာဆိုလို့ရှိရင်ကျွန်တော်ပြောလို့ရเนาะကဲ A2 level ကကျွန်တော် elementary နဲ့ pre-intro ကြားထဲမှာတစ်ခါကြီးကြာရင်ရှိမှာပေါ့เนาะ pre-intro ကြားထဲမှာရှိမှာပေါ့ဆိုတော့အဲ့ဒါဆိုလို့ရှိရင် routines တွေ daily routine ဆိုတော့ကျွန်တော်တို့နေ့တိုင်းထပ်ခါတလဲလဲဖြစ်ပြနေတဲ့အကြောင်းအရာတွေဆိုလို့ရှိရင်အဲ့ level မှာပြောတတ်ပြီเนาะနောက်ပြီးအခါကျလို့ရှိရင် family topics ကျွန်တော်တို့ယဉ်နီးကျွမ်းဝင်မှုရှိနေတဲ့ topics တွေမျိုးjust like what's your ambitions เนาะso you can talk about music your interest အဲ့ဒီချိန်မှာအဲ့ဒီ level မှာဆိုလို့ရှိရင်ကိုစိတ်ဝင်စားတဲ့အကြောင်းအရာတွေကိုယ့်ရဲ့ hobbies တွေနောက်ပြီးခါကြလို့ရှိရင် sports movies something เนาะအဲ့လိုမျိုး family ဖြစ်တဲ့ topics တွေကျွန်တော်တို့ပြောလို့ရပြီ basic everyday matters
မြန်မာလိုပြောမယ်ဆိုလို့ရှိရင်တော့နေ့စဉ်ထမင်းစားရေးတာပေါ့အဲ့ကိစ္စတွေကျွန်တော်တို့ A2 level ရောက်လို့ရှိရင်ပြောတတ်နေပါပြီเนาะတချို့တွေဒီတိတ်ပြီးတော့ confidence မရှိတဲ့ခံစားလို့ရှိရင်အဲ့ level ရောက်လို့ရှိရင်လည်းမပြောသေးဘူးဆိုတဲ့ဟာတွေရှိရင်မဟုတ်ဘူးဒါ A2 level ရောက်လို့ရှိရင်ဒီအင်္ဂလိပ်စာဒီလုံလောက်ပြီပေါ့เนาะဒီကိုမှပြောတဲ့အဲ့ basic everyday matters ကလုံလောက်ပြီတော့အများစုလုံနေရဟာတတိပေါ့เนาะတတိမရှိဖြစ်နေအဲ့တော့ B1 ဆိုလို့ရှိရင်စပြီးတော့ independent ဖြစ်လာပြီ B1 level ရဲ့အင်္ဂလိပ်စာပိုင်ရှင်ဒီစပြီးတော့ independent ဖြစ်လာပြီမြန်မာပြည်မှာရှိနေတဲ့လူတော်တော်များဒီ10တန်းအောင်ပြီးသွားတာ ਨੇ မရှိဘူးဆိုလို့ရှိရင် B1 ရှိကြပါတယ်เนาะ B1 ရှိကြပါတယ်တကယ်လို့များ full scale လုံးမှာ B1 မရှိလို့ရှိရင်တော့မှ3 out of 4ပေါ့နော်2 out of 4မှာကျွန်တော်တို့ B1 ရှိပါတယ်အဲ B1 ဆိုလို့ရှိရင်စပြီးတော့ independent ဖြစ်လာပြီပြီးတော့ခါကျလို့ရှိရင်တချို့ conversation တွေကိုပြင်ဆင်ထားတာမျိုးမဟုတ်ဘဲနဲ့အဲ့လိုလက်တန်းလေးပေါ့နော်ဝင်ပြောလို့ရနေပါပြီ B1 level ဆိုလို့ရှိရင်ပေါ့နော် B2 ကကျတော့ long spontaneous ဖြစ်သွားပြီအလိုလျောက်တော့ပြန်တဲ့ပုံစံမျိုးပေါ့နော်စိုက်တဲ့ဟာကိုလာလို့ရှိရင်ကပြန်ပြောမယ်ဆိုတဲ့ဟာမျိုးဖြစ်သွားပြီနောက်sorry ဒီမှာနော် mistake လေးတခုပါသွားတယ်ဒါ number 5 should be like C1 เนาะဒါ C1 level ဖြစ်ရမှာပေါ့နော် so that C1 ဆိုလို့ရှိရင်တော့ဘာဖြစ်မလဲဆိုလို့ရှိရင် academic level ဖြစ်သွားပြီเนาะအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့တက္ကသိုလ်တွေမှာ conference တွေမှာဆွေးနွေးလို့ရပြီပညာရပ်ဆိုင်ရာစကားလုံးတွေလို့ခေါ်တဲ့ terminology တွေကျွန်တော်တို့3 touch ဆွဲတတ်သွားပြီเนาะဒီ discussion တွေလုပ်လို့ရပြီ debate တွေလုပ်လို့ရပြီဒီလိုမျိုးconference တွေမှာเนาะဆွေးနွေးပြီးတော့လူရှိထွက်ပြီးတော့ပြောလို့ရပြီပေါ့เนาะဒီပညာရပ်ဆိုင်ရာစကားလုံးတွေကိုသုံးလို့ရပြီပေါ့ဒါပေမဲ့ခုနပြောခဲ့သလိုပဲပေါ့เนาะ bell level မှာလည်းဖြစ်ဖြစ်ကျွန်တော်တို့ communication ကိုရအောင်ပြောလို့ရတယ်เนาะဥပမာကျွန်တော်တို့အရင်ကောင်းတယ်ဒီပစ္စည်းတွေကအရင်ကောင်းတယ်လို့ပြောကြလို့ရှိရင် very basic solution it is good ပေါ့ဒါလူတိုင်းသိတယ်เนาะ it is good that's very good ဆိုရဟာเนาะthis is nice ဒါမှမဟုတ်လည်းအစ်စ်မြင်လာပြီဆိုလို့ရှိရင် it's pleasant no it's pleasant or maybe like it's superb no actually the superb ကလည်းကျွန်တော်အင်္ဂလိပ်စကားမဟုတ်เนาะသူတခြားစကားလုံးတခြား language ကနေရောက်လာ or maybe like excellent ဒါမျိုးတွေကျွန်တော်သုံးလို့ရတယ်เนาะအဲ့တော့ကောင်းတယ်ဆိုတဲ့စကားလုံးတစ်ခုတည်းကိုပဲကျွန်တော်တို့ကို level နဲ့ကိုလိုက်ပြီးတော့ပြောလို့ရတယ်เนาะ C1 level ရောက်သွားရင်တော့ပြောစရာမရှိတော့ဘူးကြိုက်တဲ့စကားလုံးကိုကြိုက်တယ်လို့သုံးလို့ရပါပြီเนาะ level လိုက်တင့်တော်ရเนาะသူရဲ့ tone တွေ voice တွေပါကွာသွားပြီးတော့သုံးလို့ရပြီဒါပေမဲ့ very basic A1 နဲ့ရော communicate လုပ်လို့မရအောင်လားရတယ်ကောင်းတယ်လေ this is good right okay yeah နောက်ဥပမာတစ်ခုကျွန်တော်ကြည့်ကြည့်အောင် this one is going to be like bad very basic way no this is bad it's very bad ဒါမျိုးကျွန်တော်ပြောလို့ရတယ်အဲ့ဒါမပြောချင်ဘူးဆိုလို့ရှိရင် so poor this quality is very poor ဒါမျိုးပြောလို့ရတယ်เนาะit's terrible this soup tastes terrible ဒါမျိုးပြောလို့ရတယ်ဒီဟင်းကြော်အရသာတော်တော်ဆိုးတာပဲအဲ့ဒါမှကျွန်တော်မပြောချင်ဘူးဆိုလို့ရှိရင် awful or maybe like dreadful เนาะအဲ့တော့သူ့ level နဲ့သူဒီစကားလုံးတစ်ခုတည်းကိုပဲကျွန်တော်တို့ကသုံးစရာတွေအများကြီးရှိတယ်အဲ့တော့ very basic level ဆိုလို့ရှိရင်လည်း communicate လုပ်လို့ရတယ် very advanced level ဆိုလို့ရှိရင်လည်းကျွန်တော်တို့ communicate လုပ်လို့မရအောင်လားရတယ်ပေါ့နော် okay it's another example happy ပြောတဲ့ဟာ no I'm happy I'm so happy I'm very very happy like I'm extremely happy ဒါမျိုးပြောလို့ရတယ်နော် glad delighted overjoyed ecstatic နော် ecstatic ဆိုလို့ရှိရင်တော့မိုးပေါ်မှာပြန်နေပေါ့နော်ဒါမျိုးတွေပေါ့ okay အဲ့တော့ဒီဟာဒီခုနဟာတွေကကျတော့ဒီစကားလုံးတွေကိုပဲเนาะအသုံးလေးတွေကိုရှင်းပြထားတာဖြစ်ပြီးတဲ့အခါကျလို့ရှိရင်ဒီကောင်ကတော့ sentence တွေကိုရှင်းပြထားတာဖြစ်ပါတယ်အဲ့တော့ဘယ်လို level မျိုးမဆို basic level you're very kind တဘောကောင်းလိုက်တာဥမာကိုတယောက်ကနေပြီးတော့ပစ္စည်းတစ်ခုခုယူလာပြီးတယ် coffee လေးလာတိုက်ပြီเนาะ coffee လေးယူလာပြီးတယ် coffee တောက်ပါအောင်ဆိုပြီးယူလာပြီးတယ် oh you're very kind မင်းကအရန်ကိုသဘောကောင်းတာပဲမင်းကအရန်ကျင့်လာတတ်တာပဲမင်းကအရန်သဘောကောင်းတာပဲ that's very thoughtful of you သူများတော့အရန်စဉ်းစားပေးတတ်တယ်နော် that's very thoughtful of you I truly appreciate your kindness ဒါဆိုလို့ရှိရင်တော့ it sound very formal ဟုတ်ပြီနော် formal ရန်ဖြစ်သွားပြီအဲ့တော့ formal ဆိုလို့ရှိရင်တော့ကိုယ်နဲ့ရင်းနှီးမှုမရှိတဲ့လူတွေပေါ့နော်ရုံးသုံးစကားလုံးတွေပေါ့ကိုယ့်ရဲ့ဆရာသမားတွေမှာကိုနဲ့မရင်းနှီးတဲ့ customer တွေ
ကိုယ့်ရဲ့အထက်ရရှိအဲ့လိုမျိုးစပြီးတော့ကျွန်တော်သုံးလို့ရတယ် I truly appreciate your kindness ဒီထက်မက very polite ဖြစ်ချင်တယ်ဆိုလို့ရှိရင် very formal ဖြစ်ချင်တယ်ဆိုလို့ရှိရင်ဘောဟာစကားလုံးတွေသုံးလို့ရတယ်เนาะ for example I'm grateful for your compassion စေတနာထားတာအရင်ကိုကျွန်တော်သိသိနေရပါတယ်เนาะ I'm grateful for your benevolence เนาะအခုလိုစိတ်စေတနာကောင်းတဲ့အတွက်ကျွန်မအရင်ကိုပါ not grateful ကျေးဇူးတင်ရပါတယ်ဆိုတဲ့ဟာမျိုးเนาะအဲ့တော့ကိုယ့်ရဲ့ level အလိုက်ကဒီစကားလုံးကိုပဲအမျိုးမျိုးသုံးလို့ရအောက်ဆုံးက you are very kind ဒါဆိုလို့ရှိရင်လူတိုင်းသိတယ်เนาะလူတိုင်းသိတယ်ဒီ sentence လေးကလွယ်တယ်ဒီအင်္ဂလိပ်စာ you are very kind ဆိုတဲ့စကားလုံးလေးလုံးစလုံးကလည်းအင်္ဂလိပ်စာလေ့လာနေတယ်ဘယ်သူမှမဆိုကျွန်တော်တို့သိတဲ့စကားလုံးတွေဖြစ်ပါတယ်เนาะ Another example is here it's funny ရှိရတယ်เนาะဆိုတဲ့ဟာမျိုးပါเนาะအဲ့ဒါဝယ်ကျွန်တော်တို့ကရိုးရိုးစင်းစင်းလေးနဲ့အတိတ်ပဲကိုလိုချင်တဲ့အတိတ်ပဲကိုကျွန်တော်တို့တင်ဆောင်သွားလို့ရတယ်လို့မျိုးပဲဒီထက်မကဆန်းဆန်းပြပြနဲ့အတိတ်ပဲကိုလိုချင်တဲ့အတိတ်ပဲကိုလုံးဝပေါ့နော်ဒီ day ပြောချင်တယ်ဆိုလို့ရှိရင်เนาะကိုအတိတ်ပဲကိုထိမိမိအနည်းအတားရရှိပြောချင်တယ်ဆိုတဲ့နည်းလမ်းမျိုးတွေကိုကျွန်တော်တို့သွားလို့ရတယ်เนาะ so it's funny it's hilarious အရင်ကြီးရပါเนาะ that's absolutely hysterical เนาะဒါ native တွေတော်တော်များတောင်းကြတယ်ဒီဟာကိုလေ that's absolutely hysterical လုံးဝကိုမှရှိရတယ်เนาะလုံးဝဥတက်နေပြီဆိုတဲ့ဟာပဲပေါ့เนาะအပေါ်ဆုံးဟာကြတော့ idioms တို့ပါတော့ပေါ့เนาะဒီကောင်ဒီnative speaker တွေသူတို့ရဲ့နေ့စပေါ်မှာတောင်းနေတဲ့စကားလုံးမျိုး it had me in stitches เนาะဒါဆိုလို့ရှိရင်တော့လုံးဝ exaggerate ဖြစ်သွားပြီပေါ့เนาะလုံးဝတင်စားရတယ်တခုခုအလွန်အကျူတင်စားပြီးတဲ့အခါကျလို့ရှိရင်ဝင်ကောက်ဝတ်ထိအလိမ်တာအဲ့လိုမျိုးတွေဖြစ်သွားပြီပေါ့เนาะ it had me in stitches အရင်ကြီးရလုံးလို့မှနိုင်ရိုးတွေမှာကွဲထွက်သွားပြီးတော့ဘယ်လိုပြောမလဲချုပ်ရိုးနဲ့ပြန်ချုပ်လိုက်ရတယ်ဆိုတဲ့ဟာမျိုးပေါ့เนาะအဲ့တော့ဒီဟာတွေကကျတော့example လေးဖြစ်ပါတယ်အဲ့တော့တော်တော်များဒီ communication မှာ misconceptions ဖြစ်တဲ့ဟာဒီခုနပြောသလိုပဲငါ့ရဲ့အင်္ဂလိပ်စာကမလုံလောက်သေးဘူးငါခဏလေးသိမ်းထားအောင်မယ် level မြင့်လာတော့မှငါပြောမယ်အဲ့လိုလည်းမပြောဖြစ်ပဲနဲ့လည်းပဲ basic level ကလေးကမပြောဖြစ်လိုက်ကြနာ B1 B2 လိုက်ရောက်လာတော့ကိုယ့်အင်္ဂလိပ်စာကောင်းလာတယ်ဆိုတာကိုယ့်ကိုသိနေတယ်မပြောထွက်ဖို့ကရဲပြီလားဆိုတော့မရဲသေးဘူးဆိုတဲ့အချိန်ကြီးဖြစ်လာအောင်အဲ့တော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုလို့ရှိရင်ငယ်တော့ကလေးစာတင်တယ်လို့ပဲစကားတင်တယ်လို့ပဲbasic level တွေကကြာပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ဒီပါဇက်ကြီးကနေပြောထွက်ရမှာပေါ့နော်ဒီပါဇက်ကနေပြောရမှာเนาะဂျားထဲမှာမားလိုက်မယ်နော်တေချာမှမားလိုက်မယ်ကျွန်တော်တို့ဆိုလို့ရှိရင်အဆက်ကွဲပေါင်းကများပြီအဲ့တော့ it doesn't matter just say it out loud make a mistake နော်ကဘာကြီးကနေပြတ်မလားညပြတ်မလားမသိဖြစ်နေတဲ့အချိန်မှာကိုရဲ့အမှားလုံးမိမယ်ဟာကျွန်တော်တို့ကြောက်နေလို့မရအောင်နော် there's a lot of things is scarier than that ဟုတ်ပြီနော်ဒီတော့မကထပ်ပြီးတော့မှကြောက်စရာကောင်းတဲ့ဟာအများကြီးရှိတယ်အဲ့တော့ဒီဟာဒီ one of the misconceptions ပါနော်ပြီးတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့တစ်ခါကြီးကျရင် grammar မားမာတွေကြောက်တယ်နော် grammar မားမာတွေကြောက်တယ် grammar မားမာဒီကြောက်ဖို့မကောင်းကိုဒီ language တစ်ခုကိုသုံးတဲ့အခါမှာကိုပေးချင်တဲ့ message ကိုတခြားလူရှိကိုတည်ဆောင်သွားဖို့ပဲဖြစ်တယ်နော်အဲ့တော့ grammar things တွေဆိုလို့ရှိရင်အမှ preposition တို့ article တို့ grammar things တွေဒီတစ်ခါလေကြားလို့ရှိရင်ဒီကောင်လေးကို sentence တွေကဖယ်ထုတ်ထားလို့ရှိရင်တော့အမှ sentence ရဲ့အဓိပ္ပာယ်ပြတ်မသွားတဲ့ဟာတွေရှိတယ်နော်ဒီ sentence မှာပါတဲ့ content word နော်အဓိပ္ပာယ်ပါတဲ့စကားလုံးတွေကိုတည်ဆောင်သွားရတယ်ဒီမှာဒီ communication အောင်မြင်သွားတာမျိုးရှိရပေါ့နော် just like လှုပ်ရှင်တယ်ကိုကရေတောက်ချင်တယ် water ဒါဆိုလို့ရှိရင်I want water. I want to drink water. I would like to drink a water. If you don't mind, can I have a cup of water? ဆိုတဲ့ဟာမျိုးထိမသွားဘဲနဲ့ water တစ်လုံးနဲ့နေမှာ communication အောင်မြင်သွားတဲ့ဟာမျိုးတွေလည်းမရှိဘူးလားရှိရနော်ဒါဆိုလို့ရှိရင်ကျမတို့ရဲ့ misconception တွေခုလေးတင်ရအောင်နော်အဲ့တော့တစ်ခါလေကြားလို့ရှိရင်လည်း communication က break down ဖြစ်သွားတာမျိုးရှိတယ်ကျမတို့ပြောဖို့ကြိုးစားတယ်ကြိုးစားလိုက်တဲ့အခါမှာ first attempt မှာမအောင်မြင်ဘူး second attempt မှာမအောင်မြင်ဘူးအဲ့ခါကျလို့ရှိရင် third attempt ကိုမလုပ်ဘဲနဲ့ကျမတို့နောက်ဆုတ်သွားတယ်အဲ့တော့ first attempt ကဘာလို့မအောင်မြင်တာလဲဆိုလို့ရှိရင်ဒီမှာရှိတဲ့အချက်တွေကြောင့်မလို့ဖြစ်နိုင်တယ်เนาะအဲ့တော့ဒီ first attempt second attempt မအောင်မြင်တဲ့အခါတိုင်းမှာကျမတို့နောက်ဆုံးလိုက်เสียအကြောင်းမရှိဘူးရှေ့ကိုပဲဆက်သွားပဲငါဘာဖြစ်လို့ငါပြောတဲ့ဟာကိုသူနားမလည်ရလဲဆိုတဲ့ဟာကိုကျမတို့ find out လုပ်အောင်ပဲပေါ့เนาะအဲ့တော့တစ်ခါကြောင့်လို့ရှိရင်တော့ language barriers ကြောင့်မလို့ဖြစ်တဲ့ခ
ခိုင်းကြ pronunciation တွေမှားပြောတာနော်ဒါမှမဟုတ်လို့ရှိရင်ကိုပြောတဲ့အတန်က audible မဖြစ်တာအရန်ကျဲနေတာအရန်တိုးနေတာဖြစ်နိုင်တယ်နော် language barrier တခါလေကြားလို့ရှိရင်ကျမတို့တွေ pronunciation မမှန်တာမျိုးတွေဖြစ်နိုင် pronunciation မှန်ပြီးတော့ simple words လေးတွေကနေပြီးတော့စတင်တယ်ပေါ့နော်စပိန်စီးတယ်လို့ပဲနည်းနည်းလေးကနေသွားပြီးတော့မှဂုံစင်းတွေပါသွားမယ်ပေါ့နော်အဲ့တော့ language barriers မှာဘာရှိသေးလဲတခါကြားလို့ရှိရင် intonation တို့ပါတော့နားမလဲတာနော်ပြီးလို့ရှိရင်နောက်တစ်ခုကဘာလဲဆို cultural barriers အင်္ဂလိပ်စကားပြောတဲ့လူနဲ့မြန်မာစကားပြောတဲ့လူနဲ့မြန်မာ culture နဲ့ English culture နဲ့မတူဘူးဟုတ်တယ်မလားအဲ့တော့မြန်မာစကားပြောတဲ့လူတွေဒီပို့ပြီးတဲ့ခါကြလို့ရှိရင် local ပြူနာရှိတယ်เนาะတခါလေးကျရင်ကျွန်တော်တို့ direct indirect ဆိုပြီးပြောတယ်မြန်မာလို communicate လုပ်တဲ့ဟာဒီဘယ်လိုပြောမလဲဆိုလို့ရှိရင်နုညံ့ညင်တာတိမ်မွေ့ပေါ့နော်အဲ့လိုမျိုးလေးရှိပါတယ်ပြီးတဲ့အခါကျလို့ရှိရင်လိုချင်တာကိုတက်မပြောဘူးတွေ့က white ကပြောတတ်တဲ့ဟာမျိုးတွေလည်းရှိတယ် English ကကျတော့ no direct နော် direct communication ဆိုလို့ရှိရင် direct သွားတာများတယ် especially US ကလူတွေဆိုလို့ရှိရင်ပြောချင်တာတွေကိုကျွန်တော်ဒဲတို့ပြောတယ်လိုချင်တာကိုဒဲတို့တောင်းတတ်တာလေးရှိတယ်နော် so this is the one of the cultural barriers ဟုတ်ပြီနော်ခိုင်းကြရင်ကျွန်တော်တို့ကhow are you လို့ဖြေရမယ့်နေရာမှာဒီ follow up question တွေမှာဆိုလို့ရှိရင်နည်းနည်းတူဖြေလိုက်ပြီးတယ်မြန်မာထောင်စံနဲ့ yes no okay ဒါမျိုးတွေပေါ့နော်ဒါဆိုလို့ရှိရင်သူလိုချင်တာဒီ oh I'm fine လို့ရှေ့ဝေးဖြေလို့ချင်တယ်သူက discussion လုပ်ချင်တယ်အရှေ့လေးရဖြေတာမျိုးလုပ်ချင်တယ်ဆိုလို့ရှိရင်ကိုကတော့ yes တို့ no တို့okay တို့မှားသွားမှာဆိုတော့အဲ့တခုမှပြောတဲ့အခါမှာ it sounds impolite ဖြစ်တယ်နော်ဒါရင်ကြည့်လို့မရှိဘူးလားသူငါ့ကိုမကြိုက်တာလားဆိုတော့အဲ့မှာကိုယ့်ရဲ့ communication သူကလည်းဆက်ပြောရခက်ပြီးတဲ့အခါကျလို့ရှိရင်ကိုယ့်ရဲ့ communication breakdown ဖြစ်သွားတယ်နော်ပြီးတဲ့အခါကျလို့ရှိရင်တစ်ခါကြိုက်လည်းကိုစဉ်းစားရတယ်အကြာကြီးစဉ်းစားနေတဲ့အခါမှာသူကလည်းထပ်မပြောတော့ဘူးထင်ပြီးတော့ထပ်မမေးတော့ဘူးပေါ့နော်ဒါမျိုးတွေရှိတယ်နောက်တစ်ခုကကျတော့ psychological barriers တွေရှိတယ်ပြောတဲ့လူရဲ့attitude ဖြေတဲ့လူရဲ့ attitude เนาะပြောတဲ့လူကစကားပြောတာခက်နေတာမျိုးတော့เนาะသူမှယုံကြည်မှုမရှိရတဲ့အခါကျလို့ရှိရင်နောက်နေနေရမျိုးတော့เนาะနည်းနည်းတွန့်ဆုတ်နေရမျိုးဒါမျိုးဖြစ်တဲ့ချင်းမေးတဲ့လူကကျတော့လည်းသူမျောလင့်ထားတဲ့အခြေအနေကတစ်မျိုးဖြစ်နိုင်တယ်ကိုပေးနိုင်တဲ့ offer ပေးနိုင်တဲ့အခြေအနေကလည်းတစ်မျိုးဖြစ်နိုင်ဟုတ်ပြီเนาะအဲ့တော့သူမှစကားပြောတဲ့ပတ်သက်တဲ့ဒီအတန်လန်းကြောင်းတွေများပတ်သက်တဲ့တချို့ကလည်းအဲ့လိုစကားမပြီးတဲ့လူမျိုးတွေရှိတာပေါ့เนาะဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ကျမတို့ဒီကိုယ့်ရဲ့မိသားစုထဲမှာ communicate လုပ်နိုင်တယ်ဆိုလို့ရှိရင် of course we can communicate with the people from the whole world เนาะတခါပါလုံးအလိုရင်းနဲ့ကျမတို့ communicate လုပ်ကိုလုပ်နိုင်ပါတယ်မလုပ်နိုင်ခြင်းမရှိဘူးเนาะအဲ့တော့ခုနပြောတဲ့ barriers တွေရှိနေတဲ့ဟာအဲ့ barriers တွေကိုမဖြစ်အောင်လို့ပေါ့နော်ဒီeffective ဖြစ်သွားအောင်လို့ဆိုပြီးတော့ဒီ tools တွေကိုကျမတို့နည်းနည်းစီဒီနေ့စဉ်းစားမိသလောက်ဒီမှာဆွေးနွေးသွားပါမယ်ပေါ့နော်ဆိုတော့ဒီ tools တွေကပါလဲဆိုလို့ရှိရင်စကားပြောနေကြလို့ရှိရင်ကျမတို့စကားပြောတခွန်းနဲ့ပြောလို့မပြီးဘူးပေါ့နော်တခွန်းနဲ့ပြောလို့မပြီးဘူးဒီ language အပြင်မှာဒီအတန်နဲ့ဆိုင်တဲ့နော်ဒီ affected tools တွေပေါ့နော် affected tools တွေကပါတယ်ဆိုတော့ tone တို့ voice တို့ intonation တို့ stress တို့ rhythm တို့အဲ့ဒါတွေလို့နော် pronunciation မှာမှန်ကန်တဲ့ pronunciation ဖြစ်အောင်မကဘဲနဲ့မှန်ကန်တဲ့ tone ဖြစ်ဖို့လည်းလိုသေးတယ်နော်ဒီစကားတစ်ခုနဲ့ဟိုပဲကျမတို့ကနှစ်မျိုးပြောလိုက်လို့ရှင်အဓိပ္ပာယ်နှစ်ခုပေါက်သွားတာမျိုးရှိတယ်ဥပမာ lexic grammar ဆိုတဲ့ဟာဒါမှမဟုတ် lexic grammar ဆိုတဲ့ဟာနော်အဲ့တော့ဒီစကားလုံးတစ်လုံးနဲ့ပါပဲဆုံးမကြည့်ဘူးအဲ့တော့ voice ကလည်းတချို့ဒီ nervous ဖြစ်လို့ရှိရင်မြန်ပြောရတဲ့အတန်မျိုးရှိရနော် is the voice is kind of like louder အရန်ကို nervous ဖြစ်နေအတန်ကျလာတဲ့လူမျိုးရှိရတချို့ကကြတော့လည်း nervous ဖြစ်လို့ရှိရင်အတန်လေးကမထွက်တော့เนาะအဲ့ဒါမျိုးပေါ့ nervous ကတော့ကျမတို့လည်းမဖြစ်လို့လည်းဒါပဲနောက်တစ်ခုက intonation အဲ့တော့ intonation မှာလည်းအတန်အနှိမ့်အမြင့်ဖြစ်သွားဖို့မမကန်လေးနဲ့ပြောဖို့လိုတယ်ခါကြလို့ရှိရင် communication တွေမှာအောင်မြင်တာဒီ intonation မမှန်လို့ဖြစ်တာမျိုးရှိပါပေါ့နော်ဒါကတော့ English စာနဲ့မြန်မာစာနဲ့ communication လုပ်တဲ့အချိန်ဝင်တော့မှကျမတို့ပြောတာမဟုတ်မြန်မာလို့ချင်း communicate လုပ်လို့ရှိရင်တော့မှငါ့ကိုခနဲ့နေရလားငါ့ကိုရွှဲနေရလားဆိုတော့အတွေ့အမျိုးဝင်သွားစီเนาะအဲ့တော့ stress sound
အင်္ဂလိပ်စာမှာ stress sound တွေကိုလေ့လာရမယ် rhythm ဆိုတာလည်းရှိရယ်နော်အဲ့တော့ပုံမှန်အဖြစ်တော့ confident လေးရလာလို့ရှိရင်ဒီခါတွေဒီအလိုလိုနေနဲ့နောက်လည်းပုံပေါက်သွားတဲ့ဟာတွေများပါတယ်ခါလေးကြောက်လို့ရှိရင်သူများတွေပြောရဲ shadowing ပေါ့နော်ဒီ ရုပ်ရှင်တွေကြည့်ရဆိုတော့နောက်ကနေပြီးတော့ shadow လုပ်ပြီးတော့live ပြောတာတွေเนาะအဲ့ဒါမျိုးတွေဆိုလို့ရှိရင်ကျမတို့အဆင်ပြေပါတယ်ဒါကတော့နောက်ဆုံး slide လေးပါပဲเนาะ choose for effective communication အဲ့တော့နောက်တစ်ခုကပါလဲဆိုလို့ရှိရင်ခုနကပြောတဲ့အလေးတန်းတွေအပြင်ကိုကျမတို့ကဒီ body language တွေပေါ့เนาะဒီ body language တွေလည်းသုံးလို့ရတယ်ဒါတွေဒီလည်းအရင်က effective ဖြစ်တယ် body language ကအရင်က effective ဖြစ်သွားလို့ရှိရင်ကျတော့ language တောင်မှမလို့တော့တချို့ကလေးတွေဆိုကြည့်ပါလားเนาะငယ်တုန်းကသူတို့ရဲ့ body language ကအရင်ကောင်းနေတော့တခုလိုချင်လို့ရှိရင်လည်းညိုးပဲထိုးနေအဲ့တော့ကျမတို့ဘာလုပ်ရလဲလည်းညိုးမထိုးနဲ့ပါးစပ်နဲ့ပြောဆိုတာမျိုးပြောရတယ်နော် because they can use their body language very well okay ဆိုတော့ဒီနေရာမှာ facial expression နော်အဲ့တော့ကိုကပြုံးလေးနဲ့ပေါ့ပြုံးလေးနဲ့ဆိုချိန်လုံးလဲပြုံးနေလို့လည်းမရအောင်မှာသူပြုံးနေဒီအကျွေးယူတော်မီဒါမျိုးတွေဖြစ်သွားမယ်နော် and then like eye contact နော်ကိုကစကားပြောနေတဲ့အချိန်မှာစိတ်ဝင်စားရှိရဲဆိုတဲ့ဟာမျိုး eye contact နော်ပြီးရခါကျလို့ရှိရင် head motion ပေါ့နော်ခေါင်းနေတာမျိုးဒီပြောတာမှန်တယ်ဟဲဆိုတဲ့ဟာမျိုးပေါ့နော်ကျွန်တော်တို့စကားထောက်စကားခံသူပြောတဲ့ဟာကိုငါနင်းနဲ့စကားပြောနေရတာငါသဘောကျတယ်နော်နေ့စကားကိုလည်းငါနားလည်နေရ I can follow what you are saying ဆိုတဲ့ဟာမျိုးကျွန်တော်တို့ eye contact လေးနဲ့ပြလို့ရတယ်ပေါ့နော် eye contact မှာလည်းလောက excessive eye contact ကတော့မကောင်းဘူးအရင်က aggressive ဖြစ်နေတဲ့ eye contact ဆိုလို့ရှိရင်လည်းဟိုဘက်ကလူကကြောက်ပြီးတော့ထွက်ပြေးသွားအောင်ပဲเนาะနောက်တစ်ခုကျတော့ hand gesture ပေါ့အကောင်းနဲ့ဆိုလို့ရှိရင်ဒါမကောင်းဆိုလို့ရှိရင်ဒါကျွန်တော်တို့အလွယ်တကူလုပ်လို့ရတယ်เนาะဟိုနေ့ကဆိုလို့ရှိရင်တော့ပြောတယ် this one is what is it เนาะအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တန်းထဲမှာပြောတယ်ဒီဟာတဲ့အခြားတချို့နိုင်ငံတွေမှာဆိုလို့ရှိရင်ဒါအိမ်သာသွားဖို့ဆိုပြီးပြောတာเนาะဆိုတော့တချို့နိုင်ငံတွေမှာဆိုလို့ရှိရင်လည်းဒါဒီမှာပြောမယ်ကိုရီးယားမှာဆိုလို့ရှိရင် it's like pinky so it's like promise เนาะအဲ့ဒါဆိုလို့ရှိရင်လည်းဒါဆိုရင်ဘယ်လိုဖြစ်သွားပြီလဲ cultural barrier ထဲကိုရောက်သွားပြီအဲ့တော့ကိုရီးယားလူဒီတခြားနိုင်ငံသွားလို့ရှိရင်ဒီလို promise သွားလို့တယ်ဆိုလို့ရှိရင်ဟိုကတော့အိမ်သာသွားချင်လို့ဖြစ်မှာပဲဆိုတော့เนาะမြန်မာနိုင်ငံကိုလာလို့ရှိရင်လည်းဒီလိုမျိုး cultural barrier ရှိတယ်เนาะကျမရဲ့မိတ်ဆွေဒီအဲ့ဒီတရားဆိုလို့ရှိရင်ကျမတို့ဒီလိုခေါ်တယ်เนาะဒီလိုခေါ်တယ်သူကတော့ဒါ backing call လို့ခေါ်ပါเนาะကျမလည်းသူ့ထက်ကိုအရင်ငယ်တဲ့အဲ့တုန်းကခါကြတော့ရှင်ကျမလည်းသူ့ရဲ့တိုးကိုက်ဆိုတော့သူကြားထဲမှာအကျိန်အောင်မခေါ်ကျွန်တော်ဒီလိုလေးခေါ်တာပေါ့နော်အဲ့တော့ကိုကနောက်ပြီးပြောရဟဲ့အောင်ငါတို့ရှင်မှာဆိုလို့ရှင်ဒါဒီလိုခေါ်ရဲဆိုလို့ရှင်မင်းနဲ့ငါလည်းချရအောင်နော် let's show me what you got ဆိုတဲ့ဟာမျိုးပြောရတယ်ပေါ့နော်နောက်တစ်ခါကြာလို့ရှင် body gesture စိတ်ဝင်စားရှိနေရလားရိုးရိုးတူတူဖြစ်နေရလားအဲ့ဒါမျိုးကြီးကျမတို့ပြောလို့ရတယ်နော်posture နော်ကိုယ့်ရဲ့ခန္ဓာကိုယ်အနေထားကိုပြောတာဖြစ်ပါတယ်အဲ့တော့ effective communication တခုဖြစ်ဖို့ဆိုလို့ရှိရင်ကိုယ့်ရဲ့အင်္ဂလိပ်စာ language ကလို့လိုမျိုးပဲခုနကပြောတဲ့ဒီ two state လို့ရပေါ့နော်အဲ့တော့ဒီနေ့ကပြောချင်တဲ့ဟာကျတော့ကို့မှာအင်္ဂလိပ်စာဘယ်လိုပဲရှိကို့မှာရှိတဲ့အင်္ဂလိပ်စာကလုံလောက်ပါတယ်เนาะစပြီးတဲ့ခါကျလို့ရှိရင်ပြောပါတော့ပေါ့เนาะအဲ့လိုမျိုးစပြီးပြောပါအဲ့တော့မပြောရဲဘူးဆိုလို့ရှိရင်အင်္ဂလိပ်စာဘယ်လောက်ပဲကောင်းကောင်း C1 level ရောက်တဲ့အထိအပြောကနေနေပါလိမ့်မယ်အဲ့တော့ full scale သွားမယ်ဆိုလို့ရှိရင်တော့အပြောအမှန်တကယ်တော့ဒီ full scale အားလုံးထဲမှာတချို့ကလည်း speaking ကအလွယ်ဆုံးလို့ပြောကြတာရှိပါတယ်เนาะအဲ့တော့ကလေးတွေတချို့ကလေးတွေဆိုလို့ရှိရင်KG တို့ဘာလို့တက်နေခလေးဆို speaking တွေအရင်ကောင်းเนาะ speaking တွေတို့အရင်ပြောနိုင်တယ်ပြောရဲတယ်ဘာလို့ဆိုတော့တို့မှာ practice တွေအများကြီးရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီ writing နော် grammar ပိုင်းတွေကြာမှာနှေးပါတဲ့ဟာမျိုးတွေရှိပါတယ်အဲ့တော့ speaking ဒီprobably like one of the easiest skill of all ဖြစ်နိုင်ပါတယ်เนาะအဲ့တော့ speaking ကိုပြောဖို့ရမကြောက်ပါနဲ့အမားတွေလုပ်မိလဲရေးရတာပြောပါပေါ့เนาะဆိုတော့ဒီနေ့ကတော့ဒါလေးကိုဆွေးနွေးသွားပါတယ်အဲ့တော့နောက်နေ့မှာဒီနေ့ကတော့ day 3ပေါ့เนาะအဲ့တော့နောက်နေ့မှာ9ရက်ကြံလေးရဖြစ်တဲ့အတွက်ဘယ်လိုအကြောင်းအရာမျိုးသိချင်တော့လဲပေါ့နော်သိချင်တဲ့အကြောင်းအရာတွေရှိရဲဒါမှမဟုတ်ဆရာမဆွေးနွေးသွားတဲ့အထက်မှာလိုအပ်တဲ့ဟာလေးပါသွားတယ်အမှားတဲ့ mistake တွေပါသွားတယ်ဆိုလို့ရှင်လည်း comment မှာအချိန်လေးရေးခဲ့လို့ရပါတယ်အဲ့တော့ thank you so much for listening until the end see you in the next video bye bye good night